အားလုံးပဲမင်္ဂလာပါခင်ဗျာ Hidden Farmer Channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့တင်ဆက်ပေးမယ်ဇာတ်လမ်းလေးကတော့စာရေးသူဆရာတာတေရေးသားထားတဲ့ပောရိတာရမောဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီတုန်းကရန်ကုန်ထောင်ကြီးရှိသေးတယ်ဗျအဲ့ဒီမှာထောင်မူကြီးကတာတေတို့ရွာသားဗျဦးအောင်စိန်နဲ့ထောင်မူကြီးအောင်စိန်ဆိုရင်လူတိုင်းသိကြတာပေါ့ဗျာထောင်မူကြီးအောင်စိန်ဆိုတာကိုရွာကထိန်မှာလာသွားတော့ကျုပ်တခါမြင်မှုလိုက်တယ်ဗျကျုပ်ကိုလာခေါ်တာသူဗျကျုပ်အကြောင်းကိုရွာကလူတွေပြောတာရှိမှာပေါ့ဗျာသူတို့ထောင်ကြီးထဲမှာတရေတကောင်တော်တော်တောင်းကျမ်းနေရတယ်ဗျဒီတရေကဟိုတုန်းကတည်းကရှိရတယ်ဦးအောင်စိန်သိတာကတော့အင်္ဂလိပ်ခေတ်ကတည်းကကြံခဲ့တဲ့တရေဆိုပဲအင်္ဂလိပ်ခေတ်ကတည်းကကြိုးပေးတက်ခံရပြီးတရေဖြစ်နေရတယ်ဗျာသူ့ကိုတက်တဲ့တပေါင်းသားခွင်นี่ညတကောင်မှာအမဲသားသုံးမိသားချက်နဲ့ကျွေးရတယ်ဆိုပဲဒါဆိုရင်ဒီတရေကစောက်လျှောက်တဲ့ဗျာထောင်ပေါက်ပြေးတဲ့သူဆိုရင်အုပ်ရိုးပေါ်ကကန်ချတယ်ဆိုပဲဗျာသူ့ကိုတနေ့တခါမပြတ်မကွက်ကျွေးရတယ်ဗျာအခုတော့တပေါင်းသားခွင်မရောက်သေးပဲတရေကတအားတောင်းချမ်းနေလို့လေဗျာအဆောင်တွေခေါင်မိုးတွေမှာတုံးတိုင်းတိုင်းနဲ့ညတိုင်းပြေးလွှားပြီးအဆောင်တွေပေါ်မှာခုံချလို့ချတယ်ညဆိုရင်ထောင်သားတွေလည်းကောင်းကောင်းမအိပ်ကြရဘူးတဲ့ဗျာအားလုံးလည်းကြောက်နေကြပြီဆိုပဲလူဆိုတာကခက်တော့ခက်သားလားဗျထောင်ချနေတဲ့လူဆိုးလူမိုက်ကြီးတွေကလည်းတရေတော့ကြောက်သားလားဗျကျုပ်ရန်ကုန်ထောင်ကြီးကိုရောက်တဲ့ညမှာပဲမျက်ကွင်းစေးကွင်းပြီးစောက်ကြည့်ရဲ့ဗျဦးအောင်စိန်ကိုယ်တိုင်လည်းကျုပ်နဲ့အတူလိုက်လာတာဗျဟောညတကောင်လောက်ရောက်တော့ဇလန်းကစတော့တာပဲဗျမြောက်ဘက်ကအိတ်ဆောင်ကြီးတစ်ခုကစပြီးပြေးတာဗျကျုပ်လည်းအတန်ကြားတဲ့ဘက်ကိုပြေးတာပေါ့ဗျာဦးအောင်စိန်လည်းကျုပ်နဲ့လိုက်ပြေးတယ်ဗျအတန်ကြားတဲ့အိတ်ဆောင်ကြီးခေါင်မှုကိုကျုပ်မော့ကြည့်ပြီးကြည့်လိုက်တယ်ဟာဟုတ်ပါဗျာတရေကြီးဗျဟောခုံပြီဗျနောက်ထပ်အိတ်ဆောင်ကြီးတစ်ခုကိုခုံကူးလိုက်ပြီဗျာဟာခုံလိုက်တာများ9လန်10လန်လောက်မြောက်တက်သွားတာဗျဟောခုံမိုးကြီးပေါ်မှာပြေးပြန်ပြီဗျဟာနောက်တစ်ဆောင်ရဲ့ခုံမိုးပေါ်ကိုခုံကူးသွားပြန်ပြီဗျာပြေးပြန်ပြီဗျဟုတ်တာပေါ့ဗျာအိတ်ဆောင်တွေကလူတွေဘန်းနဲ့လှုပ်ပြီးအိတ်နိုင်မှာတော့ကျုပ်ကမျက်ကွင်းစေးကွင်းထားလို့သာမြင်ရတာပေါ့ဗျာဟာခုံပြန်ပြီဗျဟာ9လန်လောက်ကိုမြင်သွားတာဗျာဟောထောင်ရိုးအုပ်ရိုးပေါ်ကိုကြာသွားတာဗျဟောထောင်အုပ်ရိုးပေါ်မှာမကြီးလျှောက်သွားနေရဗျာဒီတော့မှကျုပ်လဲတေးသေးချာချာကြည့်မိတယ်ဗျအရက်က9ပေလောက်ရှိမယ်ဗျသပင်ကကြောကုန်းလောက်ထိအုံနေတာဗျမျက်နှာကြီးကိုပါသပင်တွေကအုံနေတာဗျခါမှာတော့ပစိုးပြူပြူကြီးစီးထားတယ်ဟောထောင်ကူးပါကြီးတဲ့မှာငုတ်တုတ်ကြီးထိုင်နေပြီဗျကျုပ်ကကျုပ်မြင်တာကိုပြောပြလိုက်တယ်မောင်တာတိဒါဆိုရင်ဘယ်လိုလုပ်မလို့ကွာကျုပ်လည်းမသိဘူးဗျဦးအောင်စိန်ရဲ့ဒီကိစ္စကိုမနေ့ဖက်ညရောက်မှကျုပ်မဘဲဝါကိုမေးပေးမယ်ဟေးဟုတ်လားမဘဲဝါကိုမေးလို့ရလားကွာမောင်တာတိရပါတယ်ဗျဒါပေမဲ့ကျုပ်လိုအပ်တာလေးတွေကိုဦးအောင်စိန်စီစဉ်ပေးမှရမယ်ဟာလုပ်ပေးရမှာဘောကွာမောင်တာတိရကဲပြောမောင်တာတွေဘာတွေလိုအပ်တုံအမဲသားနှစ်ပိတ်တာဟင်းတအိုးချက်ပေးပါထမင်းတအိုးချက်ရမယ်ငပြောဘက်နဲ့ထမင်းတောင်းလေးပြင်ပေးပါဗျာဟာရစီရမယ်ကွာမင်းဘယ်တော့လောက်လိုချင်တာတော့မနေ့ပြန်ညနေ6နာရီရရင်ပြီးရောဗျာဟာရတာပေါ့ကွာမောင်တာတရဒါရန်ကုန်မြို့ကြီးပဲကွာအချိန်မရွေးဝယ်လို့ရပါတယ်ကဲနောက်ထပ်ကောဘာလို့သေးတော့နန်းဝင်တဲ့တယောက်ခေါ်ပေးဗျာဟေးနန်းဝင်တယ်ဟုတ်လားနတ်ကတော့ပေါ့ဟုတ်တယ်ဗျမဖဲဝဝင်မလို့လည်းပြောဗျာဒါကိုကူညီရင်ကျမ်းမာမယ်စီးပွားတက်မယ်လို့လည်းပြောဗျာအော်ဒီလိုလားရတယ်ဒီအတွက်တော့နည်းနည်းမှကိုမပူနဲ့မောင်တာတီဟောဒီထောင်ကြီးထဲမှာထောင်မှုကြော်တွေကအလက်ကားနေရင်နတ်ပဲမင်းနေတာကွာသူတို့ကိုခေါ်ခိုင်းရင်နတ်ဝင်တယ်တယောက်မကဘူး20-30လောက်တောင်ရအောင်မှာဟာတယောက်ပဲတယောက်ဆိုရပါပြီဗျာရန်ကုန်မြို့ကြီးဆိုတော့လေလိုလာအကုန်ရတာပေါ့ဗျာ
ကျုပ်တို့တော်လို့မရှားဘူးပေါ့ဗျာနောက်နေ့ညနေ9 နာရီထိုးတာနဲ့ကျုပ်လိုချင်တာတွေအားလုံးရနေပြီဗျနဂရောကဒေါ်စိန်နဲ့ကျုပ်တို့အညာသူနဂရောတွေလို့မဟုတ်ဘူးဗျအသားပြူပြူပိမိန်ပါပါပဲည9 နာရီလောက်မှရန်ကုန်မှာကလူကြီးတိုက်တာကိုဗျကျုပ်ကိုဦးအောင်စိန်ကခြေကားလေးတစ်စီးနဲ့လိုက်ပို့တယ်တင်ချိုင်ကုန်းကြီးဗျအကျယ်ကြီးပါပဲဗျာမြို့ကြီးကလည်းကြီးတော့တင်ချိုင်ကုန်းကြီးကလည်းကြီးတာပေါ့ဗျာဘယ်တင်ချိုင်မှန်းတော့မသိဘူးဗျဦးအောင်စိန်ခေါ်လာတာပဲကားပေါ်မှာကကားမောင်းတဲ့ရဲသားရဲ့ဦးအောင်စိန်ရဲ့နောက်ဝင်တဲ့ဒေါ်စိန်ရဲ့ကျုပ်ရဲ့ဗျကားမောင်းတဲ့ရဲသားကထမင်းတောင်ထမ်းလာတယ်ကျုပ်ကခက်ကြီးကြီးပြက်ကြက်ကျဲကူတလုံးကိုလိုက်ရှာတာပေါ့ဗျာဟောတွေ့ပြီဗျို့ဖះတကာကြီးဥကောက်ဆိုပဲဂူရှိမှာကမြင်းနေရအလိုလေးရှိတယ်မြက်ခင်းလေးပေါက်လို့ဗျကျုပ်ကထုံးစံတိုင်းဂူပေါ်မှာထမင်းပွဲပြင်ပြီးဖျောင်းနိုင်ထွန်းတယ်ပြီးတော့ဂူရှိကမြက်ခင်းလေးပေါ်မှာဒေါ်စိန်ကသပင်ဖြတ်ပြီးကျုပ်လေးထိုင်းနေတယ်ဗျကျုပ်မဖဲဝါကိုပင့်တယ်တခါနဲ့မကြွားသေးဘူးဗျခဏဆောင်ပြီးနောက်တစ်ခါမကြွားသေးဘူးဗျခဏဆောင်ပြီးနောက်တစ်ခါဟောမဖဲဝါရဲ့ခွေးကြီးတန်တော့ကြားရပြီဗျကျုပ်လည်းတင်ချိုင်ကုန်းကြီးတစ်ခွင်ကိုလိုက်ကြည့်တယ်ဟောလာပြီဗျို့လေထဲကနေလွင်ပြီးလာတာဗျဖြူဖြူရိပ်ကြီးပဲမြင်ရတယ်ကျုပ်ကမျက်ကွင်းစေကွင်းမထားဘူးလေဗျာဟောဒေါ်စိန်ကိုကတ်သွားပြီဗျို့ဒေါ်စိန်လက်ကြီးတွေကွေးကောက်ပြီးဇမေဖားလျားကြီးနဲ့ထလာတယ်ဦးအောင်စိန်နဲ့ကားမောင်းတဲ့ရဲသားကခက်လန်းလန်းကဂူတလုံးသားမှာရက်လို့ဗျဟောဂူကြီးဘော်ကိုခုံတက်သွားပြီဗျို့မဖဲဝါဒူးကြီးထောင်ပြီးစားပြီဗျာကျုပ်ကတော့မြင်နေကြမြင်ကွင်းမှုမဆန်းပေမဲ့ဦးအောင်စိန်တို့ကတော့အထူးဆန်းဖြစ်ပြီးအံ့ဩနေကြတာပေါ့ဗျာမဖဲဝါကအမဲသားပူကြိုက်လာဗျတအားစားတော့လာပဲဗျတော်တော်လေးစားတော့ပြီးတော့မှကျုပ်ကိုမောကြည့်တယ်မဖဲဝါဝင်ရင်ကျုပ်အမြဲတတိထားမိတာကဘယ်တော့မှမျက်တောင်မခတ်ဘူးဗျမျက်လုံးကြီးတွေပြူးထွက်နေတာဗျအခုလဲနတ်ကတော်ဒေါ်စိန်ကမျက်လုံးကြီးတွေပြူးလို့ဗျဟဲ့တာလေးဘာအကြောင်းရှိလို့တော့မဖဲဝါကကျုပ်ကိုမေးပြီဗျကျုပ်လဲချက်ချင်းပြောရတာပေါ့ဗျာဒီလိုပါမဖဲဝါရန်ကုန်ထောင်ကြီးထဲမှာတရေကြီးတကောင်တအားတောင်းကျမ်းနေလို့ပါထောင်ကြတဲ့သူတွေရောထောင်တာဝန်ရှိတဲ့လူတွေရောညဆိုရင်မေးကြရဘူးဗျဒါဘလို့ဖြစ်တာလဲဆိုတာသိကျင်လို့ပါအဲ့ဒါပေါ်ရိတာရမော်အောင်သွားတဲ့တိမ်ညွန့်ဆိုတဲ့ကောင်ဟဲ့အင်္ဂလိပ်ခေတ်ကအင်္ဂလိပ်တွေကိုတော်လန်မဲဆိုပြီးပေါ်ရိတာရမော်တွင်းတာအောင်သွားတယ်ဟဲ့ဒါပေမဲ့မကြံစီတင်တာကြံစီမိလို့အဖမ်းခံရပြီးကျိုးပေးအသက်ခံရတာမဖဲဝါပြောတဲ့အင်္ဂလိပ်ခေတ်ကကိုတိမ်ညွန့်ဆိုတဲ့လူပေါ်ရိတာရမော်တွင်းမုံကိုခမားတို့နားထောင်လို့ကောင်းအောင်ကျုပ်ကပဲပြန်ပြောပြလိုက်ပြီဗျို့ဒီရန်ကုန်မှာပဲတဲ့ဗျတောင်မွေတင်းချိုင်းမှာတဲ့ဗျရောနယ်ကဆင်းလာတဲ့ဆရာကြီးဦးကုန်းမောင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကကိုတိမ်ညိုးဆိုတဲ့လူငယ်တယောက်ကိုပေါ်ရိတာရမော်တွင်းပေးခဲ့တာလေဗျတောင်မွေတင်းချိုင်းကုန်းကြီးရဲ့အလဲတဲ့မှာလူတရက်မြို့ယုံမြေချင်းတူးရတယ်ကိုတိမ်ညိုးကအင်ကြီးကိုတုံးလုံးချွတ်ခရောင်မြောက်အောင်ကြိုက်ပြီးမြေကြီးထဲမှာဆင်းပြီးမတ်တက်ရက်နေရတာလေဗျပြီးတော့မြေချင်းကိုမြေပြန်ဖိုးရတယ်ကိုတိမ်ညိုးကမြေကြီးပေါ်မှာခေါင်းလေးပဲပေါ်နေရတယ်ဗျဒါတွေအားလုံးကိုကူညီလုပ်ပေးဖို့ကိုတိမ်ညွန့်ရဲ့တငယ်ချင်းကိုဆန်များဆိုတဲ့လူတယောက်လိုက်လာပြီးလုပ်ပေးတာဆိုပဲဆရာကြီးကကိုတိမ်ညွန့်ရဲ့ပါဇက်ကိုဟာခိုင်းပြီးလူသေးကောင်းရဲ့လက်ဖြံရိုးအပိုင်းလေးနဲ့ထောက်ထားရတယ်ဗျာဒီတော့ကိုတိမ်ညွန့်ကပါဇက်ပိတ်လို့မရတော့ဘူးပေါ့ဗျာဆရာကြီးကရေလုံအိုးခွဲထဲမှာထည့်ထားတဲ့အစိမ့်တွေမသားရဲ့လက်လက်ဆက်ဆက်အသားကိုလှိထားတဲ့အသားတစ်ကလေးခုနှစ်တစ်ကိုအစင်သစ်ကင်ပြီးဂါရာဆော့ရတာလေဗျာကိုဆန်မြတ်ကမြေချင်းနောက်မှာထိုင်ပြီးကိုတိမ်ညွန့်ရဲ့ခေါင်းကိုကင်ပြီးထိန်းထားရတာလေဗျဆရာကြီးကဂါရာဆော့အောင်ဆုပ်ပြီးတိုင်းလူအသားတစ်ကလေးတစ်ကိုကိုတိမ်ညွန့်ရဲ့ဟနေတဲ့ပါဇက်ထဲကိုထိုးထည့်ပေးရတာလေဗျာကိုတိမ်ညွန့်ကလည်းအဲ့ဒီအသားတစ်ကိုကြိတ်မိန်ပြီးမျိုးချရတာတဲ့ဗျို့အဲ့ဒီလိုအသားတစ်တစ်ခုကိုမျိုးချလိုက်တိုင်းတာမွေတင်ချိုင်ကုန်းကြီးထဲမှာကြီးတွေဝုန်းကနေထပြူလာတယ်ဗျို့တင်ချိုင်ကုန်းတွေကခွေးတွေလည်းတပြိုင်တည်းထဲဥတော့တာဆိုပဲတင်ချိုင်ကူတွေကြကတရေတစေတွေကြီးတန်လွှားတန်တွေလည်းကြားရတယ်တဲ့ဆရာကြီးကဂါရာဆုပ်လိုက်အသားတစ်တစ်ခုကျွေးလိုက်နဲ့ကိုတိမ်ညွန့်ကကြိတ်မိန်ပြီးမျိုးချလိုက်နဲ့အသားတစ်တွေကုံကနီးလာတဲ့အခါအချိန်တွေကပူပူဆိုးလာရောတယ်ဗျို့ဂူတွေကြားထဲကနေပြီးတရေတွေထလာလိုက်တာမရင်နိုင်အောင်မဲတယ်ဗျာကိုတိမ်ညွန့်ရောကိုဆန်မြန်ရောမြင်နေကြရတာလေဗျလူကြီးတန်လို့တန်ကြီးတွေနဲ့သူတို့စီကိုရွေ့လာကြတာလေဗျ
မောင်တင်ညွတ်မကြောက်နဲ့မင်းအောင်တော့မှမလို့ဖြက်စီးကြတာမကြောက်နဲ့မောင်ဆန်မြဆရာကြီးပေးထားတဲ့ချိန်မန်းခွင်းတွေအစင်းသေးလောက်ထားမင်းတငယ်ချင်းကိုချိန်မန်းခွင်းရအောင်တွန်းတော့လွတ်ထွက်သွားလို့ကတော့မင်းတငယ်ချင်းတွတ်ခါအောင်ယူသွားလိမ့်မယ်ဟေ့စိတ်ချပါဆရာကြီးကိုဆန်မြကလည်းသူ့ကိုပေးထားတဲ့ချိန်မန်းခွင်းတွေကိုအစင်းသေးပြင်ထားတဲ့ပြုတရေကြီးတွေကလည်းမဲနဲ့သူတို့ဘက်ကိုတဖြည်းဖြည်းနေကြပြီလေဗျာရှာကြီးတွေကလည်းတွဲလောင်ကြီးတွေကြားလို့ဆိုပဲမျက်လုံးကြီးတွေကလည်းနေရပြီးကျွတ်ထွက်မလို့ဖြစ်နေတာလေဗျို့ကဲမောင်တင်ညွတ်ရေဒါနောက်ဆုံးအသားတစ်ပဲဟေ့တတိခိုင်ထားပြီတော့လို့ပြောပြီးဆရာကြီးဦးကုန်းပေါင်ကပေါ်ရိတာရာမော်ကြီးရဲ့နောက်ဆုံးခါရကိုပြီးပြီးတတ်ရွတ်တော်လာတယ်ဗျို့ဒီမာရင်တရေတွေဟာအတန်းနဲ့ကြီးတွေနဲ့အောက်ပြီးသူတို့စီကိုတချိန်တို့ပြေးလာကြတာလေဗျာဒါပေမဲ့သူတို့တွေကနည်းနည်းမှကိုအကြောင်းလည်းမရှိတော့အနားရောက်တာနဲ့အကုန်လုံးပြောက်ကုန်ကြရောတယ်ဗျို့နောက်ဆုံးအသားတစ်ကိုဆရာကြီးကပါဇက်ထဲထည့်ပေးတယ်ကိုတိန်ညွန့်ကလည်းမျိုးချတယ်တင်းချိုင်ကုန်းမြေကြီးဟာတိမ်ကနေဖြစ်အောင်လှုပ်သွားတာလေဗျို့ပြီးတော့တော်လဲတဲ့အတန်လိုအတန်ကြီးတွေလည်းတောင်းမြည်သွားတာတဲ့ခဏကြာတော့ကိုတိန်ညွန့်ကိုမြုပ်ထားတဲ့မြေချင်းကမြေကြီးတွေဟာပွားထလာပြီးဘေးကိုရွေသွားတယ်ကိုတိန်ညွန့်ကတဖြည်းဖြည်းမြေချင်းတွေကပေါ်လာတယ်ခါလောက်ထိလည်းပေါ်လာရောပါဇက်ကြီးကပိုကျလာပြီးထောက်ထားတဲ့လူရိုးကပြုတ်ထွက်သွားတယ်မောင်ဆန်မြအစင်းသစ်ဖြစ်ပြီလားဆရာကြီးဦးကုန်းမောင်ကအော်လိုက်တဲ့အချိန်မှာပဲကိုတိန်ညွန့်ကမြေချင်းတန်းကနေအပေါ်ကို9လန်10လန်လောက်မြောက်တက်ပြီးမြေကြီးပေါ်ကိုဘုတ်ခနဲပြန်ကျလာတယ်ပေါ်ရိတာရဟေးလို့ကြွေးကြော်ပြီးနောက်တစ်ခါထက်ခုံပြန်တဲ့ဗျူဒီတစ်ခါမြေကြီးပေါ်ကိုပြန်ကျမှာကိုဆိုင်မြတ်ကအတင်းတက်ဖိပြီးချင်းမန်းခွင်းကိုခက်မြန်လေးစိုးပေးလိုက်တဲ့ဗျူဒီတော့မှကိုတိန်ညွန့်ငြိမ်သွားရောတယ်ဗျာအောင်မီဟေ့အောင်မီဆရာကြီးဦးကုန်းမောင်ရဲ့အတန်ကြီးကတာမွေတင်းချိုင်းထဲမှာလွှမ်းသွားတယ်ဆိုပဲကဲငါတစ်ဖက်မောင်တင်ညွန့်100တယောက်1000တယောက်1000တယောက်ဆိုသလိုမင်းကတော့ထူးထူးခြားခြားပေါ်ရိတာရမော်ကြီးအောင်သွားပြီကွဒုတ်ပြီးဓာပြီးတနတ်ပြီးခုံရင်9လန်အကျော်ဟိမောင်တင်ညွန့်ရဲ့ကဲငါတစ်ဖက်ကြီးဒီအစွမ်းတွေနဲ့အမျိုးဘာသာသာသနာကိုစောက်ရှောက်နိုင်တဲ့အပြင်အင်္ဂလိပ်တွေရဲ့ဂျုံဘဝကနေဗမာနိုင်ငံကြီးကိုကယ်တင်နိုင်တဲ့ယောက်ျားကောင်းကြီးဖြစ်ပါစေဗျာအဲ့ဒီချိန်ကစပြီးလူစွမ်းကောင်းကြီးကိုတင်ညွန့်ဟာအင်္ဂလိပ်တွေကိုအမျိုးမျိုးအနောက်ရှက်ပေးတော့တာပဲတဲ့ဗျာအင်္ဂလိပ်စစ်တပ်ထဲဝင်ပြီးအမျိုးမျိုးနှောက်ရှက်ပြီးအင်္ဂလိပ်ခေါ်ရပလိတ်တွေကတနက်နဲ့ဝိုင်းပစ်တာကြည်ပြီးနေတော့မသေးဘူးဆိုပဲဗျကြည်စံမှန်တဲ့နေရာကနီနီကြီးဆူထွက်လာပြီမဲ့ကြည်ကသူ့အသားကိုမဖောက်နိုင်ဘူးလေဗျာနောက်တော့အင်္ဂလိပ်စစ်သားတွေကတော်တော်ကိုလက်ဖြတ်လာကြတဲ့အထိဖြစ်တော့လာတယ်ဗျကိုတိန်ညွန့်ကနောက်ဆုံးအင်္ဂလိပ်ဘုရင်ခံကိုဝင်ဖမ်းပြီးပြန်ပေးဆွဲမယ်လို့စီစဉ်ထားတယ်ဘုရင်ခံကိုဖမ်းထားပြီးဗမာပြည်ကနေအင်္ဂလိပ်တွေကိုထွက်ခိုင်းမယ်ပေါ့ဗျာအဲ့ဒီလိုတွင်းနဲ့ဘုရင်ခံရဲ့အိမ်တော်ဝင်းကြီးတဲ့ကိုခုံဝင်သွားတယ်ဆိုပဲဘုရင်ခံရဲ့အိမ်တော်ဝင်းမှာကစစ်တပ်ကြီးရှိနေတော့သူ့ကိုတနက်နဲ့ဝိုင်းမြေကြလာတယ်ဗျတနက်ကြည်စံတွေကသူ့ကိုတက်တယ်မှန်းတယ်ဒါပေမဲ့ကိုတိန်ညွန့်ကဘာမှမဖြစ်ဘူးဗျဒါနဲ့ကိုတိန်ညွန့်ပြန်ခုံထွက်ခဲ့ရတဲ့ဗျာအင်္ဂလိပ်တွေကလည်းဒီကောင်နောက်တစ်ချိန်ဝင်လာမှမေးအောင်ဖမ်းမယ်ဆိုပြီးအားလုံးအစ်စ်မြင်ပြီးစောင့်နေကြတယ်တဲ့ကိုတိန်ညွန့်ကလည်း2ရက်လောက်ချပြီးတာနဲ့ညဘက်မှာဘရင်ခံဝင်းကိုဝင်ပြန်လာပဲတဲ့ဗျပခုံးမှလည်းကျိုးခွေတစ်ခွေပါလာတယ်တဲ့ဘရင်ခံကိုကျိုးတော့ဖို့ပေါ့ဗျာဒါပေမဲ့အစင်းသေးစောင့်နေတဲ့အင်္ဂလိပ်စစ်သားတွေကလူ20လောက်ဝိုင်းဖိထားပြီးမေးသေးနဲ့နှာခေါင်းကိုအုပ်ပြီးဖမ်းတော့မှသတိမိပြီးမိတော့တာပေါ့ကိုတိန်ညွန့်လူစွမ်းကောင်းမှန်းကိုအင်္ဂလိပ်တွေကတီးထားတော့ကြိုပြီးပြင်ဆင်ထားကြတာပေါ့ဗျာဒီမှာရင်လက်နဲ့ဖက်ရောချင်းနဲ့ဖက်ရောလေပင်မှာရောတန်ကြိုးကြည့်ပြီးဖမ်းထားလိုက်တာကိုတိန်ညွန့်လည်းဘာမှမတတ်နိုင်တော့ဘူးဗျဘရင်ခံကိုလှုပ်ကြံမှုကြံစီတဲ့အမှုနဲ့ကျိုးပေးတတ်ဖို့စီရင်ချက်ချပြီးတပေါင်းလားခွင်လေးမှာတက်ပစ်လိုက်တယ်တဲ့ကျိုးစင်မော်တင်တဲ့အထိတန်ကြိုးတွေကိုမဖြတ်ရဲလို့တန်ကြိုးတန်လန်ကြီးနဲ့ကိုကျိုးပေးရတာဆိုပဲဗျအဲ့ဒီအချိန်ကထောင်ပိုင်ကြီးကအင်္ဂလိပ်ဆိုပေမဲ့လောကီပညာတော်တော်တတ်တယ်ဆိုပဲဗျကိုတိန်ညွန့်ကိုကျိုးပေးတတ်တဲ့ကျိုးကိုထောင်ပိုင်ကြီးကယူပြီးကိုတိန်ညွန့်ကိုသူ့အမိန့်နဲ့ထောင်အုပ်ရိုးပေါ်မှာစောင့်ဖို့အစီအစဉ်လုပ်လိုက်တာလေဗျဒါကြောင့်ရန်ကုန်ထောင်ကြီးရဲ့အုပ်ရိုးပေါ်မှာပေါ်ရိတာရမောင်အောင်ထားတဲ့ဗမာပြည်ကိုကျုံဘဝကနေအလွန်ကဲတင်ခြင်းနဲ့တရေကိုတိန်ညွန့်ကြီးအမြဲစောင့်နေရတာလေဗျာသူ့ကိုတတ်တဲ့တပေါင်းလားခွင်နေညတိုင်းအမေသာဟင်းမဲကျွေးတယ်ဆိုပဲထောင်ပိုင်တယောက်ပြောင်းတိုင်းပြောခဲ့တော့ဆက်ကျွေးပြီးသူ့ကိုဆက်ခိုင်းရတာလေဗျာဒါတွေကိုမဖဲဝါတေးသေးချာချာပြောပြတာဗျာကျော်ရောရဲသားရောဥအောင်စိန်ရောအန်အောနေကြတာပေါ့ဗျာ
ဒါဆိုရင်ဘာဖြစ်လို့အခုတောင်းချမ်းနေရတော့မဖဲဝါဟဲ့တာတီရန်ကုန်ထောင်ကမကြခင်ပိတ်ပစ်တော့မှာဒါကိုတိမ်ညွန့်ကသိတယ်သူဒီဘဝကြီးအတိုင်းကြံခဲ့မှာကိုစိုးရင်ပြီးအခုလိုလုံနေတာထောင်ရဲ့အရှိဘက်ကအုပ်ရိုးအတွင်းဘက်မှာညောင်ပင်ရှိတယ်အဲ့ဒီညောင်ပင်ရဲ့ပင်စီကနေမြောက်ဘက်ကိုခြေလန်း9လမ်းလောက်လှမ်းပြီးတူးလိုက်ရင်သူ့ကိုတတ်တဲ့ကြိုးမြုပ်ထားတာတွေ့လိမ့်မယ်တန်ပိုင်လုံးနဲ့ထည့်ပြီးမြုပ်ထားတာအဲ့ဒါကိုဖော်တိမ်ညွန့်ကိုခေါ်ပြီးအလူဒဏ္ဍလုပ်ပြီးတရားနာခိုင်းလိုက်အဲ့ဒီကြိုးကိုလည်းထောင်ပိုင်ကိုယ်တိုင်မီးရှို့ဖျက်ဆီးလိုက်တိမ်ညွန့်ကိုလည်းထောင်ပိုင်ကအမိတ်ပြန်ပြီးလွတ်ရကျွတ်ရသွားခိုင်းလိုက်တိမ်ညွန့်လည်းကျွတ်ချင်ရောက်ပါပြီနင်တို့လှုပ်ပေးလိုက်ကြတာတိမ်ဟာစိတ်ချပါမဖဲဝါကျုပ်တို့ကိုတိမ်ညွန့်ကြီးကိုကျွတ်အောင်လှုပ်ပေးလိုက်ပါမယ်ဗျာမဖဲဝါထွက်သွားလို့တတိလစ်နေတဲ့ဒေါ်စင်ကိုမနဲ့နှာနဲ့ယူရတယ်ဗျို့မဖဲဝါဝင်ထားတဲ့အချိန်နင်းနဲ့ကြာသွားတာကိုဗျကျုပ်တို့ရန်ကုန်ထောင်ကြီးထဲကိုပြန်ရောက်တော့ဦးအောင်စိန်ကထောင်ပိုင်ကြီးနဲ့တွေ့တယ်အကျိုးเจ้าတွေပြောပြပြီးနောက်2ရက်အကြာမှာဖုန်းကြီးတွေပြင့်နေထောင်ထဲကလူအကုန်မော်ဟင်းကားကျွေးပြီးကိုတိမ်ညွန့်အတွက်ဒါနလုပ်ပေးတယ်ပြီးတော့မဖဲဝါပြောတဲ့အတိုင်းကျိုးကိုရှာရတယ်တွေ့တာပေါ့ဗျာတန်ကြီးတွေတက်နေတဲ့တန်ပိုက်လုံးကြီးတွေကကိုတိမ်ညွန့်ကိုတတ်ခဲ့တဲ့ကျိုးကိုထုတ်ယူပြီးရန်ကုန်ထောင်ပိုင်ကြီးကိုယ်တိုင်မီးရှို့ဖျက်ဆီးတယ်ပေါ်ရီတာရမောင်အောင်ထားတဲ့သူရဲကောင်းကြီးဦးတိမ်ညွန့်တင်သွားလို့ရကိုသွားနိုင်ပြီတင်းအတွက်ရည်စူးပြီးပြုတ်လို့သမျှကုသိုလ်ကောင်းမှုအဖို့ဘာကားကိုကျုပ်ထောင်ပိုင်ကြီးကတင်အားအမျှဝေပေးပါတယ်ဦးတိမ်ညွန့်တာရုခေါ်ပါဗျာအမျှဦးတိမ်ညွန့်ရေကောင်းရဘုံဘဝကိုရောက်ပါစေဗျာအဲ့ဒီညကလေးကထောင်ကြီးတစ်ခုလုံးငြိမ်သွားတာပါပဲဗျာကျုပ်လည်းညဘက်မှာမျက်ကွင်းစေးကွင်းပြီးထောင်ကြီးရဲ့အုပ်ရိုးပေါ်ကိုလိုက်ကြည့်တာဘာမှမတွေ့တော့ဘူးဗျာကိစ္စတွေအားလုံးပြီးတော့ဦးစိန်အောင်ကိုယ်တိုင်ကျုပ်ကိုရွာရောက်ပြန်မှုပြီးတယ်ထောင်ပိုင်ကြီးကလည်းကျုပ်ကိုလက်ဆောင်တွေပေးလိုက်တာမှမနှဲပါဘူးဗျာထူးဆန်းတာတခုပြောရအောင်မယ်ဗျရန်ကုန်ထောင်ကြီးပိတ်တော့မဲ့ကိစ္စကိုမဖဲဝါပြောမှထောင်ပိုင်ကြီးရောထောင်မူးတွေရောသိကြတာလေဗျို့သူတို့လုံးဝမသိဘူးဆိုပဲဗျနောက်တော့ရန်ကုန်ထောင်ကြီးတကယ်ပိတ်သွားတာပါပဲဗျာဒီနေ့တင်ဆက်ပေးခဲ့တဲ့ဆရာတာတေရေးသားထားတဲ့ပေါ်ရီတာရမောဆိုတဲ့ဇာတ်လမ်းလေးဒီမှာနေမယ်ပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာနားတော်တာဆင်ပေးကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ